အားလုံးပဲမင်္ဂလာပါနော်ဒီတစ်ခါကတော့သူနဲ့ကိုကြမှာရှေ့ဆက်ဘာတွေဖြစ်မလဲဆိုတာကိုတာရော့ကတ်3ကတ်နဲ့ကြည့်ကြည့်ရအောင်နော်နေတိုင်း reading လုပ်ပေးနေရဆိုတာကအားလုံးရဲ့စိတ်ထဲကို positive energy လေးတွေထည့်ပေးချင်တာကြောင့်ပေါ့နော်ပြီးတော့ negative energy လေးတွေဖယ်ရှားပေးခြင်းတော့ရည်ရွယ်ချက်ကြောင့်ဒီလို reading လေးတွေလုပ်ပေးရခြင်းဖြစ်ပါတယ်နော်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်ယူပါကိုနဲ့ energy မကြိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမအဦးဆုံးကတ်ကလေးကတော့တင့်ဘွားမှာကြုံတွေ့နေရတဲ့အခက်ခဲတဲ့အခြေရတန်တရားကြီးဒါမှမဟုတ်တစ်ဖက်လူနဲ့ပေါ့နော်အစင်မပြေဘဲနဲ့ခံစားခဲ့ရတဲ့အချိန်တွေဟာအောင်မြင်စွာအဆုံးတတ်တော့မယ်ဆိုတာလေးကိုပြနေပါတယ်ဆက်ဆံရေးရဲ့အဆင့်တစ်ခုပြီးမြောက်သွားပြီလို့ပုံစံမျိုးပေါ့နော်ပြီးပြည့်စုံတဲ့နားလည်မှုအသစ်တွေပြန်ပြီးတော့မှစတင်လာတော့မယ်ကန့်ကြမ္မာလေးကလမ်းဖွင့်ပေးပါတော့မယ်ဆိုတာလေးကိုကက်ကလေးကပြနေပါတယ်အကြံပေးချင်တာကတော့အတိတ်ကအနာဟောင်းတွေကိုမတူးဆွပါနဲ့တော့ပေါ့နော်အတိတ်ကနေပြီးတော့မှလည်းပြန်စဖို့အာယုံစိုက်ပါလို့အကြံပေးပြစီကနံပါတ်2လေးကတော့ဒီကနံပါတ်2လေးကတော့တစ်ဖက်လူကနေပြီးတော့မှစိတ်လှုပ်ရှားစရာကောင်းတဲ့တည်င်းကောင်းလေးတွေဒါမှမဟုတ်အရင်အထက်ပို့ပြီးတော့မှတက်ကြွလာတဲ့ဆက်သွယ်မှုလေးတွေရောက်ရှိလာပါတော့မယ်အရင်ကလိုတယောက်နဲ့တယောက်အေးဆက်နေတာမျိုးမဟုတ်တော့ဘဲနဲ့တယောက်ကိုတယောက်အစ်စ်တပံပြန်လဲဆွဲလန်းလာတော့မယ်ပုံစံမျိုးလေးတွေအချိန်လေးတွေအစီအစဉ်လေးအစ်စ်တွေကိုအတူတူလှုပ်ဆောင်တော့မယ်ဆိုတဲ့ပုံစံမျိုးလေးကိုကက်ကလေးကပြနေပါတယ်အကြံပြုချင်တာကတော့သူကစကားစလာပြီးတော့မှပြောလာတဲ့အခါမှာဆိုရင်မန်မာနာတွေကိုဖေးချပြီးတော့မှပြပြငငါနဲ့အေးစစ်လေးပြန်ပြီးတော့မှတုတ်ပြန်မှုလိုပါတယ်လို့အကြံပေးပြစီရှင်ကနံပါတ်3လေးကတော့တင်းတို့နှစ်ယောက်ကြားမှာအေးချမ်းမှုနဲ့ဟန်ချက်ညီမှုတွေဝင်ရောက်လာတော့မှလို့ပြနေပါတယ်ကက်ကလေးကအရင်ကရေနဲ့စီလိုမျိုးအစိမပြေခဲ့တဲ့ဟာတွေဟာအခုအချိန်မှဆိုရင်အပေးယူမျှမျှတတနဲ့တယောက်ကိုတယောက်ဖြည့်ဆည်းပေးနိုင်တော့မယ်ဆိုတာလေးကိုကက်ကလေးကပြနေပါတယ်အရာရာကတင်းအလိုလိုပေါ့နော်အဝင်ခွင်ကြလာတော့မယ်အေးချမ်းနဲ့ရှေ့ဆက်သွားရမယ်နမိတ်ကလေးပါလို့ကက်ကလေးကပြနေပါတယ်အကြံပြုချင်တာကတော့အရာရာကိုအလောတကြီးမလုပ်ဖက်နဲ့အချိန်ကိုယုံကြည်ပြီးတော့မှစိတ်အေးနဲ့ပဲရှေ့ဆက်ပါလို့အကြံပေးပြရစီအားလုံးကိုခြုံပြီးတော့မှပြောရမယ်ဆိုရင်တော့အတိတ်ကပင်ပန်းမှုတွေပြီးဆုံးသွားပြီးတော့မှမကြခင်မှာစိတ်လှုပ်ရှားစရာအစာပြိုးမှုအတိတ်လေးတွေနဲ့အတူပုံမနားလည်မှုရှိတဲ့အေးချမ်းတဲ့ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်လာတော့မှာပါလို့အကြံပေးပြစီချင်းနောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးသင်တို့ရဲ့ဘဝရဲ့အစင်မပြေမှုတွေမှန်သမျှအဆုံးတက်ပြီးတော့မှချစ်ချင်းမြတ်တာအသစ်တွေနဲ့အတူအေးချမ်းသာယာတဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနော်